အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာเนาะ policy အကြောင်းတွေကိုအနည်းငယ်ပြပြပေးမယ် policy အကြောင်းတွေဆိုတာအမှန်တကယ်တော့ money professional dashboard ထဲမှာပါဝင်တဲ့ကျွန်တော်တို့ဒီเนาะကိုက monetization ပေါ့เนาะဒီ monetization ဟာကိုကျွန်တော်ပြောပြရင်းနဲ့ကျွန်တော်ပြောပြပေးမှာเนาะဒီ content monetization policy ပေါ့เนาะအဲ့ content monetization policy ကိုမပြောခင်မှာเนาะကျွန်တော်ဒီမှာ community standard တွေအကြောင်းကိုကျွန်တော်အနည်းငယ်ပြောပြပေးမယ်ပေါ့เนาะပြောပြပေးမယ်ဆိုတာဒီ free course ထဲမှာတော့ပါမှာမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်တို့ကဒီ hair and sport တွေကိုကျွန်တော်တို့ဝင်လိုက်ပြီဝင်လိုက်တဲ့အခါကျရင်ကျွန်တော်တို့ဒီမှာ term and policy ပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်တဲ့အခါကျရင်ကျွန်တော်တို့ community standard ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒီ Facebook တစ်ခုကိုကိုယ့်ရဲ့ပြည်နယ်တစ်ခုလို့ဒါမှမဟုတ်တိုင်းပြည်တစ်ခုလို့သဘောထားကြည့်လိုက်အဲ့ဒီတိုင်းပြည်မှာရှိနေတဲ့ဥပဒေเนาะအဲ့တော့ဒီ Facebook က Meta company ကလုပ်ထားတာဖြစ်တဲ့အတွက် Meta company ကကြီးစိုးတယ်အဲ့ Meta company ကကြီးစိုးတဲ့ဥစ္စာကိုဒီ Facebook platform မှာအသုံးပြုနေတဲ့သူတွေရှိတယ်အဲ့ဒီသူတွေအကုန်လုံးကိုသူတို့ကအခုအပြင်လောကလိုပဲเนาะဥပဒေတွေ law တွေကိုထုတ်လိုက်တယ်เนาะဒါတွေကိုမလုပ်ပါနဲ့ဒါတွေကိုတော့ရှောင်ပါဒါတွေကိုတော့မလုပ်ကြပါဘူးဆိုပြီးတော့ဥပဒေတွေထုတ်လိုက်တယ်เนาะကျွန်တော်တို့ကဒီ platform ကိုအသုံးပြုနေတဲ့အခါမှာအဲ့ဒီ platform တွေကမှာဝင်ပြီးတော့ကျွန်တော်တို့အိမ်တအိမ်เนาะကိုယ့်ရဲ့အိမ်တအိမ်လိုမျိုးကျွန်တော်တို့ကတိဆောက်ပြီးတော့နေတယ်เนาะနေတဲ့အခါမျိုးမှာဒါပေမဲ့တကယ်ဒီတိုင်းပြည်မှာချမှတ်ထားတဲ့ဒီဥပဒေကိုတော့ကျွန်တော်တို့ကလိုက်နာမယ်အခုပုံမှာလူမတက်ကအောင်เนาะလူမတက်ရတဲ့ဥစ္စာကျွန်တော်တို့လူတက်လို့ရှိရင်ထောင်ကြမှာပေါ့အပြစ်ရှိတယ်လीเนาะအဲ့လိုမျိုးပဲဒီ platform ကိုအသုံးပြုပြီးတော့ကျွန်တော်တို့က hate speech လို့ခေါ်တဲ့ကျွန်တော်တို့အမုန်းစကားပွားတာတွေဘာသာရေးပရိပက္ခဖြစ်မဲ့အရာတွေနိုင်ငံရေးပရိပက္ခဖြစ်မဲ့အရာတွေเนาะသူတပားကိုကဲ့ရဲ့ရှုံချတာတွေခလေးတငယ်နဲ့ဆိုင်နဲ့ဘယ်လိုပြောမလဲနှိပ်စက်ညှဉ်းပန်းတာမျိုးတွေเนาะ social လို့ခေါ်တဲ့ကျွန်တော်တို့ဒီလင်းအသားပေးဥစ္စာတွေအစရှိသဖြင့်ပေါ့เนาะအဲ့ဒါမျိုးတွေကိုမလောက်ကဘူးတင်းကြပ် Facebook ဘက်က Meta company ကနေပြီးတော့ချမှတ်ထားလိုက်တယ်เนาะအဲ့ဒါကိုကျွန်တော်တို့ကလိုက်နာရမယ်ပေါ့เนาะကျွန်တော်ပြောတာလေးကိုနည်းနည်းရှင်းမယ်ထင်ပါတယ်เนาะအဲ့တော့ဒီ community standard ထဲမှာပါဝင်တဲ့ policy အကြောင်းတွေကိုတော့ကျွန်တော်ဥစားမှာเนาะတင်တန်းဖွင့်ထားတဲ့တင်တန်းမှာပေါ့เนาะပတ်စံပေးပြီးတက်ရတဲ့တင်တန်းမှာကျွန်တော်အသေးစိတ်တွေရှင်းပြထားတာရှိတယ်တခုရှိတာကကိုယ့်ဘက်ကိုလည်းဝင်ဖတ်လို့ရတယ်သို့တော့သူတို့ရေးပေးထားတဲ့အတိုင်းကိုကဝင်ဖတ်တဲ့သူတွေတိုင်းကနားလည်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အတွေ့အကြုံဆိုတာကွာတယ်เนาะအဲ့တော့အတွေ့အကြုံတွေနဲ့ကျွန်တော်တို့ကဒီ community standard ထဲမှာပါဝင်တဲ့ policy တွေအကြောင်းကိုကျွန်တော်ကကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီးတော့အဲ့ free course မှာပေါ့နော်ကျွန်တော်တို့ဒီပတ်စံပေးသွင်းရတဲ့ course မှာကျွန်တော်ဒီ monetization နဲ့ပတ်သက်တဲ့အဲ့ course မှာကျွန်တော်ထည့်ပေးထားတယ်စိတ်ဝင်စားရင်တော့လာတက်လို့ရတယ်စိတ်ဝင်စားရင်ကိုယ့်ဘက်ကိုလေးလာခြင်းလည်းလေးလာလို့ရတယ်ဒီတဲတွေကနေပြီးတော့เนาะအဲ့တော့လေးလာခြင်းတဲ့သူတွေဆိုလို့ရှိရင်တော့လာလေးလာပေါ့เนาะအဲ့ဒါကိုဆိုလို့ကျင်တာပါเนาะအဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုထပ်သွားလိုက်မယ်เนาะဒါကတော့ free course မှာကတော့ဒီလောက်ရှင်းရပြီလို့ထင်ပါတယ်เนาะကျွန်တော်အဲ့ professional dashboard ကိုသွားမယ်เนาะအဲ့ professional dashboard ကိုကျွန်တော်ဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီ monetization tool တွေကိုသွားမယ်เนาะအဲ့ monetization tool ထဲမှာ content monetization tool ကိုဝင်မယ်ဗျာဝင်ပြီးမှကျွန်တော်အောက်ကเนาะလမ်းမိုးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီမှာเนาะ content monetization button ပေါ့အမှန်တကယ်ဒီ tool က content monetization button tool လို့ခေါ်တယ်เนาะအဲ့တော့အတူကောက်ကတော့ကျွန်တော်တို့ content monetization လို့ပဲခေါ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာသူကလည်းရေးပေးထားတယ်ပေါ့နော်ဒီ content monetization button ထဲမှာဆိုလို့ရှိရင်တဲ့3ခုကို combine လုပ်ထားတယ်တဲ့ပေါင်းစပ်ထားတယ်ပေါ့နော်ပေါင်းစပ်ထားတယ် instring as with monetize video ပေါ့နော် instring as အတွက်လည်းပါတယ်ကျွန်တော်အဲ့ဒါကအရင်တစ်ပုဒ်မှာရှင်းပြပြီးတာ ADS on read performance bonus เนาะအဲ့ဒါတွေအကုန်လုံးရှင်းပြပြီးတာအောက်ကဒီเนาะအောက်ကဒီသူ့ရဲ့ချမှတ်ထားတဲ့ policy အသေးစိတ်လေးတွေဒါလေးတွေကအသေးစိတ်လေးတွေเนาะအသေးစိတ်လေးတွေအဲ့ဒါလေးတွေကိုရှင်းပြထားတာတွေလည်းကျွန်တော်အဲ့ဒီဟိုဥစားထဲမှာပဲထည့်ပေးထားတယ်เนาะထည့်ပေးတာဒီ free course မှာကျွန်တော်မထည့်ပေးတော့ဘူးလေเนาะဒါတွေကကျွန်တော်ဘာလို့လဲဆိုတော့ဟို paid lesson မှာကျွန်တော်အစကတည်းကကျွန်တော်ထည့်ပေးထားတာဆိုတော့ဒီ free course ထဲမှာကျွန်တော်ထည့်ပေးဖို့အဆင်မပြေဘူး
နော်ဒါပေမဲ့နောက်ထပ်တစ်ခုကကြတော့ဒီလောလောဆယ်ဒီ free course အစပိုင်း beginner တွေအတွက်ကဒီလောက်တွေသိရင်ပဲတော်တော်ပြည့်စုံနေပြီလို့ထင်ပါတယ်ကျွန်တော်တို့တော့ဆိုလို့ရှိရင်ပေါ့ဗျာဒါတွေကျွန်တော်တို့နားမလည်ဘူးမသိခဲ့ဘူးကိုယ့်ဘက်ကိုလေးလာရင်စာရီလိုက်ဖတ်ရင်နိုင်ငံခြားအဲ့ creator တွေရေးထားတဲ့စာတွေအဲ့ဒါတွေလိုက်ဖတ်ရတယ်เนาะအဲ့လိုမျိုးတွေကိုယ့်ဘက်ကိုလည်းဟိုဘယ်လိုပြောမလဲပြောင်းဆန်နေတာပဲเนาะဟိုထိတာတွေပြုတာတွေ policy ထိတာတွေညီးတာတွေစိတ်ညစ်ရတဲ့ဥစ္စာတွေအများကြီးရှိတယ်အဲ့ဒီအတွေ့အကြုံတွေကိုကျွန်တော်ကမဖြစ်စေချင်လို့ဒါအဲ့ဒီသင်တန်းကိုဖွင့်ပေးထားတာเนาะအခုဒီ free course မှာကကျတော့ဒီလောက်လေးတွေနားလည်ရင်ရပါပြီပြီးတော့ကျွန်တော်တို့အဲ့ဒီ monetization နဲ့ပတ်သက်ပြီးတော့เนาะ CMP လို့ခေါ်တဲ့ content monetization policy တွေရှိတယ်ဒီ monetization အတွက်ပေါ့เนาะ PMP လို့ခေါ်တဲ့ partner monetization policy တွေရှိတယ် pay out နဲ့ပတ်သက်တဲ့ကျွန်တော်တို့ monetization ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ပတ်စံဟိုထုတ်ဖို့ဘန်ချိတ်ရတယ်မလားเนาะဘန် ID card တွေဘန်တွေပြပြီးကျွန်တော်ချိတ်ရတယ်လေအဲ့ pay out နဲ့ပတ်သက်တဲ့ pay out policy ဘိုင်းတွေအဲ့ဒါတွေကျွန်တော်ထည့်ပြီးထားပါတယ်เนาะအဲ့တော့စိတ်ဝင်စားတဲ့သူတွေဆိုလို့ရှိရင်เนาะတက်ပါဒီနေ့ကတော့ကျွန်တော်ဒီ lesson မှာကဒီ policy အကြောင်းတွေကိုအနည်းငယ်ရှင်းပြရင်းနဲ့ free course မှာကတော့ဒီလောက်ပါပဲလို့ကျွန်တော်ပြောရင်းနဲ့ဒီ video ကိုဒီ lesson ကိုပေါ့เนาะကျွန်တော်အဆုံးသတ်လိုက်ပါမယ်နောက် lesson တွေမှာထပ်ပြီးတော့ဘာတွေလာမလဲဆိုတာကိုစောင့်ကြည့်ပေးပါအားလုံးအဆင်ပြေကြပါစေခင်ဗျ